ဆိုတိုက်ခဲ့တဲ့ကျွန်တော်ရဲ့တိုက်ပွဲလမ်းကြောင်းကဘိုခင်ညွန့်လည်းကျွန်တော်တိုက်ခဲ့တာပဲဘူတန်းရွှေတို့လက်ထက်မှာလည်းကျွန်တော်တိုက်ခဲ့တာပဲဦးသိန်းစိန်လက်ထက်မှာလည်းမမှားတာမမှန်တာကျွန်တော်တိုက်ခဲ့တာပဲဒေါ်စုလက်ထက်မှာလည်းကျွန်တော်တိုက်ခဲ့တာပဲနော်ကျွန်တော်ကပြည်သူဘက်ကရှိနေတဲ့သူတယောက်ဗျနော်ပြည်သူဆိုတာခင်ဗျားတို့ကရန်ကုန်မန္တလေးကိုစဉ်းစားနေတာကျွန်တော်တပြည်လုံးကိုစဉ်းစားတာဟုတ်ပြီလားဗမာတွေရဲ့ခေါင်းထဲမှာပြည်သူလို့ပြောလိုက်ရင်ရန်ကုန်မန္တလေးပဲခူးလောက်သူတို့ကအဲ့လိုတွေးတာဟုတ်လားရန်ကုန်မြို့ကြီးမိထိန်သားနေတယ်မန္တလေးမြို့ကြီးမိထိန်သားနေတယ်တခြားတိုင်းရင်းသားဒေသမှာအဲ့လိုရရဲ့လားဒါကြောင့် Federal လီကဲဒီမှာဇလန်းစကြရအောင်ဦးနေဝင်းက Federal ပြည်နယ်တွေထောင်ပြီးခွဲထွက်သွားမှာဆိုလို့တဲ့အာနာသိန်းတာတဲ့အဲ့ဒါအာနာသိန်းရဲ့ရေတောက်မြင့်ဟုတ်ပြီနော်သိန်းလိုက်တယ်ပေါ့โอเคဖြတ်တန်းလာတယ်88မှာမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာအတွက်အာဏာသိမ်းတာတဲ့ဟာဟုတ်ပြီအခုတခါအာဏာကိုထိန်းတာပဲပြောသိမ်းတာပဲပြောအချုပ်ကတရုတ်အခြားကလားတရုတ်ကလားပဲမြို့လေကောင်မှာရှိတယ်ဗမာစစ်တွေကမြို့ပြင်ရောက်သွားပြီလေကျွန်တော်ပြောနေလေမင်းတို့ပြောတဲ့အချုပ်ချာဆွေးနွေးပွဲတိုင်းမှာအချုပ်ချလို့ပြောပြီးတော့အဲ့ဒီပြောတဲ့စစ်တပ်ကတရုတ်ကလားတွေနဲ့ပဲအလုပ်လုပ်နေတာလေစီးပွားရေးကိုလေရင်စီတင်သွင်းတာလဲတရုတ်ကလားပဲဒါကျွန်တော်အမှန်ပြောပြတာဘာတင်သွင်းတာညာတင်သွင်းတာဟာဟူတာလှုပ်တာသူတို့နိုင်ငံခြားထွက်ရင်ဖာတယ်နဲ့အိတ်ဖို့တွေပြစ်တစားနဲ့နေဖို့တွေလဲတရုတ်ကလားပဲစီစဉ်ပေးတာလေသူတို့သားသမီးတွေကတရုတ်ကလားနဲ့ပဲညားတာလေခင်ဗျားတို့ဘာပြောမှလဲကျွန်တော်မဟုတ်ဘူးဆိုရင်အောင်မင်းသမီးကိုထောက်ပြလိုက်မယ်လေဟုတ်တယ်မလားကလားပေါင်းစုံသွားလို့ဗျာကျွန်တော်တော်တားယူရတယ်ဗျာနယူးယောက်မှာဒါကျွန်တော်အမှန်ပြောတာရဲလေးဆိုတာတိလေးဒီကောင်ကရဲလေးဆိုတဲ့ဒီကောင်တိလေးဖြစ်သွားပြီဒါကျွန်တော်မှန်ပြောတာပြောလူကိုယ်တိုင်တွေ့လာတာလူကိုယ်တိုင်စကားပြောလာတာဗျဟာဒီလောက်ကြီးတော့မလုံနဲ့ငါတို့တိုင်းပြည်စောက်ချက်တွေဘောင်းစုံကွဲပါမယ်အဲ့လိုပြောယူရတယ်ရခိုင်နေလှုပ်လို့လားကရင်နေမွန်နေရှမ်းနေကချင်နေလှုပ်လို့လားချင်းနေလှုပ်လို့လားမဟုတ်ဘူးနော်ပြောချင်တာကဒီကောင်ကလားမုံလို့တရုတ်မုံလို့မဟုတ်ဘူးအဲ့ဒါကိုပြောတာမဟုတ်ဘူးနိုင်ငံခြားသားတရုတ်ကလားကိုပြောနေတာဗမာပြည်ကတရုတ်ကလားကလည်းဒလန်အဲ့ဒါလည်းမှတ်ထားအောင်အဲ့ဒလန်အစ်စ်တွေတရုတ်လူကုန်ကူးတာလေတရားမှလက်ထိတ်ခတ်လို့မရဘူးလူကုန်ကူးတာကျွန်တော်ကသေးချာအသေးစိတ်သိတယ်လူတရုတ်ပြည်ကိုလည်းမြို့ပေါင်း40လောက်ရောက်ခဲ့တဲ့လူအဲ့မှာလူကုန်ကူးခံလိုက်ရတဲ့ကျောင်းဆရာမတွေစရေးမတွေအကုန်လုံးကိုကျွန်တော်မေးကြည့်တာဗမာတယောက်ကခင်ဗျားတို့မျိုးချစ်တယ်လေမျိုးချစ်လို့ခင်ဗျားတို့ဗမာကိုကျွန်တော်ပြောတာနော်တယောက်ကဖန်တီးပြီးရောက်လာတာမဟုတ်ဘဲနဲ့တရုတ်ကလားနဲ့ရောက်လာတဲ့ပုံစံတွေကဘလို့မှကိုအေးအေးယူလို့မရတဲ့ပုံစံတွေနဲ့ရောက်လာတာမြန်မာပြည်မှာအစိုးရလာစားနဲ့မလောက်ဘူးโอเคနော်ခုနကကျွန်တော်ပြောတဲ့တာကောနဲ့အခြားကလောင်ညာတာကောနဲ့အခြားကလောင်ကအဲ့ဒီမလောက်တဲ့ကျောင်းဆရာမတွေရုံးစီးမလေးတွေကိုကီပင်လုပ်လိုက်တယ်ဟုတ်ပလားတိုက်ခန်းလေးတစ်ခုငှားပေးလိုက်တယ်တစ်လောက်ကို2သိန်းလောက်နဲ့အဲယာကွန်လေးနဲ့တတလေးထားလိုက်တယ်6လလောက်2သိန်းပေးပြီးတော့ဝင်အိတ်နေလိုက်တယ်တစ်လ2သိန်းနဲ့ပြီးတော့တရုတ်ပြည်အဆက်အသွယ်နဲ့ချိတ်လိုက်တယ်ဟိုမှာငါဖွင့်ထားတဲ့ကုမ္ပဏီရှိတယ်မင်းအစည်းအဝေးသွားတက်ရမယ်မင်းအတွက်လေလက်မှတ်ဖြတ်ပြီးဒီမှာစာတန်းတွေအကုန်ရှိတယ်အစည်းအဝေးရောက်ရင်မင်းဘာတွေပြောရမယ်ငါတို့ဘာတွေလုပ်ရမယ်ဆိုတော့ခက်တီတီနဲ့ဂျင်းထည့်လိုက်တာဟိုရောက်တော့ပြန်မရတော့အဲ့ဒါမျိုးကျွန်တော်အများကြီးတွေ့တယ်ဖမ်းလို့ကိုမရဘူးသူ့ဘာသာသူလေမော်တက်ပြီးဟိုရောက်ပြီးတော့ဟိုဘက်ကအစည်းအဝေးဆိုပြီးတော့တွားတော့မှတရုတ်နဲ့ညားကုန်โอเค
လေတန်းပြတွေအထက်တန်းပြတွေတက်ကတူဆီယာမတွေတောင်ပါတယ်ဒါကျွန်တော်အမှန်ပြောတာကျွန်တော်အဲ့လောက်သိတယ်ဗျအချက်လက်တွေလည်းရှိတယ်ဗျဘာအချုပ်ချအာဏာလဲလို့မင်းအောင်လိုက်ကဲဖတ်ရှင်းအောင်အခုကိုလှိုင်းဆိုတဲ့ကောင်လေးကျွန်တော်သိတယ်ခင်ဗျားတို့ကျွန်တော်ရှော့မတွက်နဲ့ဘာကြောင့်စစ်တပ်တွေကထွက်သွားတာဘာကြောင့်ထွက်သွားတာလဲစစ်တပ်တွေကကျွန်တော်မေးကျန်တဲ့လူမေးခင်ဗျားတို့သတင်းချက်လက်လွဲသွားမယ်သူများမရကြာကူလီရိုက်လို့ထွက်အခုဝင်ကြီးဖြစ်ရှင်းလားဒါပေမဲ့ဒီကောင်စာတတ်တယ်ဒီကောင်အင်္ဂလိပ်စာဘာညာတတ်တယ်ဒါပေမဲ့ကျွန်တော်ကတော့ right hand နဲ့ပတ်သက်ရင်တော့ဒီကောင်ခွေးလေးကြပိုးလောက်ထားတာလက်တွေ့စပွဲပေါ်မှာချပြီးရေးမလားဆိုရင်ခွေးလေးကြပိုးလောက်ထားတာကျွန်တော်ကဟုတ်ပြီလားကမ်ဘောဒီးယားသွားတယ်အကြောင်း၃ပါးနဲ့သွားတယ် BBC BOA ကြီးညာတာပါနေသူတို့အတွင်းသတင်းမရအောင်ရရင်လည်းသူတို့ကြီးညာလို့မရအောင်သူတို့ရဲ့သတင်းဌာနပြဿနာကသူတို့ကဲ့သို့သောအခြားသတင်းဌာနများရရှိမှသာလျှင်ကြီးညာသည်အဲ့ဒါမှတ်ထားအောင်တော့မဟုတ်အခြားသတင်းဌာနများကတင်ပြထားသောအကြောင်းအရာများကိုကြီးညာသည်ဒါကျွန်တော်ပြောတာအကြောင်း၃ပါးနဲ့တွားတယ်ပထမတစ်ကြောင်းကမြန်မာနိုင်ငံစာဝတ်နေရေးပြည်သူစားနပ်ရိက္ခာမလုံလောက်တော့ဘူးအဲ့လိုမလုံလောက်တော့တဲ့အတွက်ကမ်ဘောဒီးယားအညံ့ဆုံးဆန်ကိုဝယ်သွင်းပြီးတော့ဗမာပြည်မှာရှိနေတဲ့အနှိမ့်ဆုံးဈေးနဲ့ကိုက်ညီမဲ့ဆန်ရဖို့အတွက်ဆွေးနွေးတယ်တစ်ချက်ပြောပြနှစ်ချက်မြန်မာနိုင်ငံဖြစ်ပွားနေတဲ့အခြေအနေတွေကိုအာဆီယံမှာကမ်ဘောဒီးယားကထိုးဖောက်ဝင်ရောက်တိုက်တွန်းပြီးတော့လုံနိုင်သမျှစွမ်းဆောင်စွာလုံနိုင်ပေးဖို့နံပါတ်3အချက်ကမြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေတွေမကောင်းတော့ဘူးဆိုရင်ပထမ step အနေနဲ့ခိုးလှုံဖို့အတွက်ကမ်ဘောဒီးယားနိုင်ငံကယာယီနေရာပေးဖို့ဘာဖြစ်လို့ကမ်ဘောဒီးယားကိုယာယီယူလဲဆိုတော့ထိုင်းကိုမပြေးရဲဘူးထိုင်းကအမေရိကန်နဲ့ချိတ်ထားတာလေကမ်ဘောဒီးယားတရုတ်နဲ့ချိတ်ထားတယ်ဘာပဲပြောတရုတ်ကိုဒါလိုက်သွားရင်တော့တရုတ်ကလိုချင်ထိုးကျွေးလိုက်တာလေတရုတ်ကဖဲသမားလေ right တကဘာလုံးကိုသူကကလိန်ကကြစ်နဲ့ဖဲရိုက်နေတဲ့ကောင်လေသူတို့ကပါရိုက်လိုက်မှာကြောက်လာအခုအရိုက်ခံနေရပြီလေဆိုတော့ပေးခြင်းတဲ့ message ကအရန်ရှင်းတယ်ဗျာကျွန်တော်ပေးခြင်းတဲ့ message ကဘယ်လိုပြောရမလဲကမ်ဘောဒီးယားမှာယာယီခိုလုံဖို့အခြေအနေတွေလည်းပါတယ်ဟုတ်ပြီနော်ပထမအဆင့်ကိုမြန်မာနိုင်ငံစားနပ်ရိက္ခာမလုံလောက်တော့ဘူးသူတို့အားလုံးတွက်ပြီးပြီကမ်ဘောဒီးယားကအညံ့ဆုံးခြံနဲ့အညံ့ဆုံးကောက်ပဲတီးနဲ့တင်သွင်းဖို့ဟုတ်ပြီနော်ဒုတိယအချက်ကျွန်တော်ထပ်ပြောမယ်အာဆီယံမှာကမ်ဘောဒီးယားအနေနဲ့ရသလောက်ထိုးဖောက်ဝင်ရောက်တိုက်တွန်းပေးဖို့တတိယအချက်အနေနဲ့အဲ့ဒီနှစ်ခုလုံးဘလူမှမရတော့ဘူးဆိုရင်ဘာဖြစ်လို့လဲလို့ကျွန်တော်ပြောနေတာဒီကောင်နေခိုးလုံးရရှာနေတယ်လို့ကျွန်တော်အရင်ရေးဘူးတယ်လေကျွန်တော်အမှန်တိုင်းပဲပြောတယ်ကျွန်တော်မညာဘူးဆိုတော့အခုဖြစ်သွားတဲ့ပြဿနာတွေကိုလေကျွန်တော်ရှင်းပြမယ်ပသိမ်တက်ကတူကဆရာမတယောက်သူ့ယောက်ျားဘို့မှုတွေဟာအဖြူမွေးရဘူးဆိုလို့သူ့ယောက်ျားကိုဘာလုပ်လိုက်လဲဆိုတော့သူ့ယောက်ျားရဲ့စွတ်ကြဲကိုအတွင်းကန်ဘောင်းဘီဖြစ်လက်နဲ့တီချုပ်ပြီးတော့ယောက်ျားရဲ့တဲ့ရောက်တဲ့နေရာမှာတနတ်ဖောက်ပြီးဆိုတာနဲ့အလံပြူထောင်ပါတဲ့ဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုယောက်ျားအဲ့ဒီမှာအဖမ်းခံထားရလဲကျမဘာမှမဖြစ်ဘူးတဲ့တစ်ချိန်ပြန်ဆုံနိုင်သေးတယ်တဲ့အခုကကိုပေါ်မှာအဖြူဝတ်မရတော့မြန်မာစစ်တပ်ကြီးကအမဲဖြစ်နေလူရုပ်မာတွေအောက်တန်းစားတွေခွေးသက်ခိုးတွေဂျဘိုးတွေတေးလေးတွေငါဆဲမိတော့မယ်ငါအဲ့လိုပြောရင်ဒီကောင်တွေလေး290တိုင်းရင်းသားလူမျိုးပေါင်းစုံဒီကောင်တွေတက်လာတာငါစဉ်းစားကြည့်တာ10တန်းလောက်ရှိနိုင်တယ်
နဲတော့နဲမယ်နော်အဲ့ထက်ပို့ရင်ပို့မှာဒီကောင်နေအမျိုးမျိုးတတ်လာ10 တန်းလောက်ရှိလောက်တယ်အဲ့ဒီအတွက်ငါလေစိတ်တွေဆိုးဒေါသတွေထွက်တလောက်လူသားမဆန်လှုပ်ခဲ့ရလားဆိုပြီးတော့ဖြစ်နေတာဘာလို့ငါ report တွေဖတ်နေရတယ်လေငါလုပ်တဲ့ဌာနမှာဒီ report တွေကငါအတွက်ဟာထူးထူးဆန်းဆန်းကြီးတွေနဲ့တန်တော်ကြီးတွေကိုဖြစ်နေဆိုတော့ပေးခြင်းတဲ့ message ကဒီကောင်နေနောက်ဆုံးအချင်းနေမလိုက်ပြေးမယ်စိတ်ချပြေးဖို့အတွက်ဗမာတပြည်လုံးကလူထုပိုင်ဆိုင်ခွင့်ဥစ္စာကိုပါတခါတည်းတည်သွားအောင်မှာဘာဖြစ်လို့သူ့သားကိုတမမဆိုင်900ပေးလိုက်တယ်ခဏိတမမဆိုင်900ရဲ့လီလံအောင်တဲ့လူချပေးရမယ်ဗဟိုဘဏ်ကချပေးရမယ်ပတ်စံကဘီလီယံ200တဲ့ဘီလီယံ200ဟိုကောင်ပတ်စံတပြားမပါသေးဘူးနော်အဲ့ဒီကောင်ကြောင့်လည်းပြောလိုက်အောင်မင်းမိမခင်ကြီးဘေးမှာနေခဲ့တာပါကွာတပွင့်နဲ့ရဲအုပ်လေးပါကွာမင်းမို့လို့ယုံတာကွာခင်ကြီးဘယ်နှခါအိတ်ခဲ့လဲဖြိုးပြည့်စုံအောင်ရဲ့ငါခင်ကြီးကြောင်းသိနေတယ်ကွာမင်းကခင်ကြီးစားပြီးသားအစားအသောက်ကိုထပ်စားနေတာဒီလောက်ပဲပြောနိုင်အဲ့ဒီကောင်မနဲ့လှုပ်လာတဲ့မင်းအောင်လှိုင်သားရဲ့မိန်းမနဲ့လှုပ်လာတဲ့ရဲအုပ်တွေပါငါနဲ့အဆက်အသွယ်ရှိမင်းတို့မှတ်ထားဟုတ်ပြီလားโอเคအော်ခင်ကြီးချီတော်တင်လေးကိုရပြီးတော့မင်းအောင်လှိုင်တမိသားစုလုံးပျော်ရွှင်ပြီးခင်ကြီးနဲ့မင်းတို့ပေါင်းပြီးတော့တိုင်းပြည်ကိုဂွင်ရိုက်တယ်ကွာမြားလွန်းတာပေါ့ငါအကုန်သိတာပေါ့ဟဲ့ကောင်ဟိုကောင်လေးဖြိုးပြည့်စုံအောင်လားပါမင်းမိန်းမကိုအသေးချမင်းစစ်ကြည့်ပါဦးမင်းမစစ်တိုင်ငါစစ်ပေးမယ်ငါစီလွတ်လိုက်ဟုတ်ပြီလားငါတကယ်ပြောတာနော်ဒါ information နော်ငါဘူတန်းရွှေလက်ထက်တော့လဲအဲ့လိုလှန်ခဲ့တာပဲမှတ်ထားဦးမင်းတို့ပေးခြင်းတဲ့ message ကအဲ့လိုလောက်ကြလိမ့်နောက်ဆုံးပြေးမယ်ကမ်ဘောဒီးယားမှာ1000နာပြီးစောက်ကြည့်မယ်ဘလောက်တောင်လဲလူ360စာခရိုနီတွေပါသေးတယ်တချို့ခရိုနီအားလုံးတော့မဟုတ်ဟုတ်ပလားမိသားစု360ဒါဆိုရင်အောက်မှာထမ်းဆောင်နေတဲ့စစ်သားတွေအရာရှိတွေအရာခံတွေအကြက်တက်သားတွေဘိုးတွေဘုံမှုတွေဘာဖြစ်သွားပြီလဲဟိုကောင်ပြေးပြီလေဟိုကောင်စစ်ပြေးလာရှိုးတိုက်မှုစစ်ပြေးဟိုအဟောင်းကအဖမ်းခံထားရတယ်အဲ့ဒီစစ်ပြေးကရွှေလီကိုကူးသွားလို့တရုတ်ဖမ်းထားတယ်ငါဒါပြောတယ်လေငါတဲ့မမှားဘူးတူတိုင်မှုတည်သွားတယ်ပြောတယ်လေမနေ့ကလည်းတင်ပြတယ်တင်ပြတဲ့အချိန်မှာ graphic တွေပါတယ်အဲ့ဒီ graphic အကြောင်းလည်းပြောအောင်အာဆာကရခိုင်မှာစစ်ရှောင်ငါ9ဦးလို့ပြောတယ်ဘာဖြစ်လို့10ဦးဖြစ်နေတာလဲဆိုကားမောင်းသမားပါပြစ်တတ်လို့လိုက်ပါသူ9ဦးမှာမောင်တော်ဒေတာမွတ်စလင်2ဦးပါပါတယ်ဟုတ်ပလားကားမောင်းသမားနဲ့ဆိုရင်10ယောက်မင်းတို့တည်င်းကိုအသေးချာကြည့်တတ်မြင်တတ်စဉ်းစားတတ်ဖို့လို့ကားမောင်းသမားကိုပြစ်တတ်ပြီးဆွဲချနေတာမင်းတို့တွေ့တယ်အဲ့ဒါကြောင့်အဲ့ဒီမှာသူတို့က community standard ရကာဗာလုပ်လိုက်တာအတန်မဲကြားရတယ်ရုပ်မမြင်ရဘူးကြည့်လို့မရဘူးဆိုတော့မင်းတို့ Facebook ပေါ်တာဘယ်လောက်ကြာပြီလဲကွာအဲ့လောက်တုံးကြရဲ့လားကွာအဲ့လိုတုံးနေတဲ့အတွက်စစ်တပ်ကမင်းတို့ကိုခေါင်းရောနေမီဖင်မာချနေတာကွာဟမ်လိုက်နှိပ်ကြည့်ပေါ့ကွာပေါ်လာအောင်အဲ့လောက်တောင်စောက်တုံးမကြတဲ့ဟာတွေငါသတင်းကြည့်တယ်ကွာဟာတော်စိတ်ပြတ်ဖို့ကောင်းတဲ့ကောင်လေကွာအဲ့ဒါကိုရေးထားတာရခိုင်လူမျိုးနော်ငါတော်အံ့ဩသွားတယ်ကွာအောက်ကတယောက်ကသူ့ဘာပြန်ရှင်းပြထားတယ်မင်းတို့ကွန်မန့်မှာသွားဖတ်အဲ့လောက်ချင်းနေဆိုးရသလားလို့အေးဝမ်းသာစရာလဲပြောလိုက်မယ်ဒီနေ့အဲ့ဒီအာဆာကလာ9ယောက်မတာပေါ်သွားပြီ12ယောက်ဖမ်းသွားတယ်အေးအေးရဒါပဲရပြီလားငါပြောရင်သိကြတယ်ငါတိကျပြောတယ်မင်းတို့စီကဘာမှလည်းမလုပ်ဘူးမင်းတို့ငါဘာမှလည်းလာမယ်ရက်စားလည်းလာမပေးနဲ့စားလည်းလာပေးနဲ့ငါစိတ်ဝင်စားဘူးငါအမှန်တရားတွေအကုန်ပြောတယ်အခုကိုလှိုင်သွားတဲ့ကိစ္စငါပြောတယ်
မြန်မာနိုင်ငံကနောက်ဆုံး philosophy အပိုင်းကိုတွားတော့မယ်ဘာဖြစ်သွားပြီလဲသိလားနှုတ်ဆုတောင်းတယ်လေဖျားရှိခိုးရင်ပါလဲဆုတောင်းနေကြတာလေဟုတ်တယ်မလားဗျာဒနာတရား5ပါးဝိပတိတရား4ပါးဟုတ်တယ်မလားမင်းတို့အခုမြန်မာနိုင်ငံကဗျာဒနာတရား5ပါးဆိုတဲ့ပြဿနာ5ခုတက်ပြီးတော့ပြက်နေပြီလေကဲ philosophy ဘိုင်းတွားတော့မယ်တငယ်ချင်းတို့မိတ်ဆွေတို့ညီကိုမောင်နှမတို့ပြောချင်တာကလေဝေတာလီပြက်အဲ့ဒါနဲ့ရှင်အနန္ဒာကိုဗုဒ္ဓလွတ်ပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်တွေဟောကြားပြီးတော့တယောက်နဲ့တယောက်တတ်ဖြတ်နေတာတွေမယုံမကြည်ဖြစ်နေတာတွေမချစ်ခင်မနှစ်သက်မှုဖြစ်နေတာတွေကိုပပျောက်သွားအောင်လွတ်လိုက်ပြီးတော့ဝေတာလီငြိမ်းချမ်းသွားတဲ့အချိန်ကိုရောက်ခဲ့တယ်လी right ဝေတာလီဘလူးစီးတယ်ဆိုဘလူးစီးတာမဟုတ်ဘူးမင်းတို့လာရှိုးမှာတွေ့တာလေတေနေတဲ့စစ်သားအလောင်းခွေးရပြန်စားနေဟိုအချိန်တုန်းကဆိုတောနဲ့ကြီးတွေလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တွက်ကြည့်လေကွာအခုလိုမျိုးပြကြီးတွေဒီလောက်ကြီးကြီးမားမားကြီးမဟုတ်သေးဘူးအိန္ဒိယမှာအကြီးမားဆုံးကနလန္ဒတက္ကသိုလ်ပဲဗုဒ္ဓမြတ်စွာဘုရားရဲ့ဗုဒ္ဓဂါယာထက်ကိုကြီးတယ်ရှင်သာရိပုတ္တရာရဲ့နန္ဒဒီနလန္ဒတက္ကသိုလ်ကအကြီးဆုံးပဲလေကျန်တဲ့နေရာတွေကတွေ့တဲ့အကောင်ပလောင်တွေလမ်းမှာဆွဲကြိုက်ခံနေရတဲ့ဘဝဟုတ်လားအဲ့လိုသွားနေတဲ့အချိန်မှာဈေးတူပေါ်မှာညီတော်အနန္ဒာမရှိတော့ပုဒ္ဓသားဆိုတဲ့ယဟန်ကဗုဒ္ဓကိုရှောက်တာဝေတာလီဘာကြောင့်ပြက်တာလဲအရှင်ဖျားတဲ့ရှင်းပြပြီနော်ဝေတာလီဘာကြောင့်ပြက်တာလဲအရှင်ဖျားဆိုတော့ဗုဒ္ဓကဘာပြောလိုက်လဲဆိုဗျာဒနာတရား5ပါးကြောင့်ပြက်တာချစ်တာတဲ့ဗျာဒနာတရား5ပါးမှာပထမဆုံးဆွေမျိုးညာတိတွေအတူတကွပူးပေါင်းနေထိုင်ချစ်ခင်ရင်းနှီးမှုမရှိရအောင်ပြဿနာများဖြစ်ခြင်းတဲ့ခုနအာနာသိန်းနာနဲ့ဆိုင်သွားပြီနော်ဒီ Federal ထောင်မယ်တိုင်းပြည်ကတိုးတက်မယ်တတိုင်းပြည်တော့ဆွေမျိုးမောင်နှမတွေလေတီထဲနေတမြေထဲတောက်လို့မင်းတို့ပြောတာလေအခုဗုဒ္ဓတရားနဲ့ရှင်ပြပြီလေဟုတ်ပြီလားစာဖတ်တယ်ကွာအဲ့ဒါနဲ့ပြောပြအောင်မယ်ဆွေမျိုးမောင်နှမတွေအတူတကွနေထိုင်ခြင်းချစ်ခင်ခြင်းမရှိတော့ဘဲနဲ့ကိုယ်ကွင်းခြင်းခွဲခွာခြင်းအားလုံးမိမစုံဖမစုံဖြစ်ရခြင်းကအဲ့ဒါဟာညာတိဗျာဒနာတဲ့နံပါတ်1နော်အဲ့ဒါနဲ့ဗုဒ္ဓကညာတိဗျာဒနာဆိုတာအဲ့ဒီရဲ့စီလုံးညီညွတ်မှုတွေပျက်စီးသွားတဲ့အချိန်မှာဘာထပ်ဝင်လာလဲဆိုတော့ဘောဂဗျာဒနာတဲ့ဘောဂဗျာဒနာဆိုတာစီးပွားရေးလုပ်လို့မရတော့ဘူးတဲ့မစီးလုံးမညီညွတ်လို့တဲ့စီးပွားရေးမလုပ်လို့မရတော့တဲ့အတွက်ချမ်းသာမှုကြွယ်ဝမှုလည်းမရှိတော့ဘူးတဲ့အကုန်လုံးလူဆင်းရဲတွေဖြစ်ကုန်တယ်တဲ့အဲ့ဒီလူဆင်းရဲတွေဖြစ်တဲ့အချိန်မှာနောက်ထပ်ပြဿနာကဘာလဲဆိုဘောဂပြဿနာတဲ့ဗုဒ္ဓ ABCD အဲ့လိုတိတိကျဟောတယ်နော်ကြော်မဟောဘူးအဲ့ဒါဗုဒ္ဓတရားရဲ့အာသာချက်ပဲခဲကျမ်းနေမှာတွားကြည့်ကျွန်တော်မညာဘူးဆိုတော့ပေးကျင်တာကဗုဒ္ဓကဒီလူနဲ့တွေ့ရင်ငါဒါကြော်ဟောလိုက်မယ်ဒါမျိုးမရှိဘူးနော်ဆွေမျိုးညာတိတွေပျက်စီးသွားတဲ့အတွက်စီးပွားရေးတွေလုပ်လို့မရတော့ဆွေမျိုးညာတိဆိုတာခင်ဗျားတို့နဲ့ညီကိုမောင်နှမတွေလောက်ပဲထင်တာခင်ဗျားတို့နဲ့ခင်မင်နေတဲ့ပါဝန်းကျင်ခင်ရဆွေမျိုးမရဟင်းကောင်းဆိုသလိုပဲအဲ့ဒါလေခင်ဗျားတို့ရဲ့ဆွေမျိုးညာတိတွေပဲဒါတွေအားလုံးကပျက်စီးပြုံးပါသွားတဲ့အတွက်စီးပွားရေးလုပ်လို့မရပဲဆင်းရဲကုန်တာတဲ့ဗုဒ္ဓကအဲ့ဒီလိုဆင်းရဲသွားရင်တဲ့ရောဂဗျာဒနာအဲ့ဒီအချိန်မှာကတ်ယောဂ
ဒီဝင်လာတယ်တဲ့ကျမ်းမာရေးစောက်ရှောက်မှုတွေလူတူးနဲ့တူထိမ့်သိမ့်ရမယ်နော်အခြေအနေတွေမရှိတော့ယောဂပိုးတွေပေါက်ဖွားပြီးဝင်လာတဲ့အချိန်မှာမကုနိုင်မတနိုင်တော့ဘူးတဲ့အဲ့မှာထပ်တည်ကြတယ်တဲ့ညီတော်အနန္ဒာကဝေတာလီမှာသွားပြီးတော့ငိမ့်အေးအောင်ပရိတ်ရွတ်နေတဲ့အချိန်မှာဒီမှာရှောက်နေတဲ့ယဟန်ကိုဗုဒ္ဓကရှင်းပြနေတာနော်သူ့ရဲ့ဥစ္စာအဲ့ဒါနဲ့အဲ့လိုယောဂါတွေဖြစ်တော့ဆွေမျိုးညာတိတွေလည်းမစုံဘူးတဲ့စီးပွားရေးလည်းလုံးမရတော့အကုန်ဆင်းရဲနေတော့အဲ့ဒီယောဂါတွေမကုနိုင်တော့တဲ့အတွက်ရောဂဗျတနာတဲ့တေကုန်ကြရောတဲ့လူတွေအဲ့ဒီမှာအဲ့ဒါကိုအဲ့ဒီမှာရှိနေတဲ့ခံစားနေရတဲ့လူအချင်းချင်းပဲလူလေတွေရှိတယ်တဲ့ဗျာလူရုပ်မာတွေရှိတယ်တဲ့ဗျာမျက်ခုံးမွေးပေါ်ဈေးကြံလမ်းလျှောက်နေတဲ့သူတွေလည်းရှိတယ်တဲ့ဗုဒ္ဓကဗမာလိုပြောပြတာနော်ပါဠိလိုရှင်းမယ်ဆိုရင်ကျွမ်းကျင်တဲ့ဘုန်းကြီးတက်ခဲ့ပါဠိလိုပြောမယ်ဟုတ်ပလားအဲ့လောက်ကိုပြတ်သားတယ်ဆိုတော့အဲ့မှာဘာဖြစ်ဆိုဒိဋ္ဌိပြဒနာဖြစ်လာတယ်တဲ့ဒိဋ္ဌိဆိုတာအမှားကိုအမှားမှန်မသိဘူးတဲ့အမှန်ကိုအမှန်မှန်လည်းမသိဘူးတဲ့အမှားကိုအမှန်လို့နားလဲတယ်အမှန်ကိုအမှားလို့နားလဲတယ်တဲ့အမှန်နဲ့အမှားအလင်းနဲ့အမှောင်မခွဲခြားနိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အသက်ရှင်တန်ရေးနဲ့ကြံတဲ့လူတွေကြိုက်တာဖြစ်ဆိုပြီးတော့တက်နင်းသွားတဲ့လူဒန်းစားတွေပေါ်လာတယ်တဲ့ဝေတာလီဖြစ်တာနော်အဲ့ဒါမျိုးအခုဗမာပြည်ဒါမျိုးဖြစ်နေတာနော်အဲ့လိုပေါ်လာတာအဲ့လူဒန်းစားတွေဘယ်လိုဖြစ်မလဲအခုလော်နေတဲ့လော်ဘီတွေဒီကောင်တွေကိုလေခရိုနီလေးထမင်းတနတ်နဲ့ဒင်းနာတို့ဘရိတ်ဖတ်တို့တောင်ကျွေးတဲ့ဓာတ်ပုံတပုံမရှိဘဲနဲ့ထိုင်လော်နေတာစစ်တပ်ကဆက်ဆံတာခရိုနီတွေဒီကောင်တွေကိုကျွန့်လို့ထားတာအဲ့ဒီကလော်တွေလေဒီကောင်တွေနာမည်တွေကလည်းစုံနေရောပဲဘာဒီမှန်းလည်းမသိဘူးဟုတ်ပြီလားအဲ့ဒီကောင်တွေကအမှားကိုအမှားလို့မသိဘူးတဲ့အမှန်ကိုအမှန်လို့မသိဘူးတဲ့အလင်းကိုအလင်းလို့မသိဘူးအမှောင်ကိုအမှောင်လို့မသိဘဲနဲ့အကုန်လုံးကိုသူ့အခွင့်အရေးတစ်ခုအတွက်တာလျေအဲ့ဒီခံစားနေရတဲ့ခုနရောဂပြဿနာဘောဂပြဿနာညာတိပြဿနာဒါကြောင်းပြန်ပြောတာနော်အတဲ့ပြန်ပြောဆိုညာတိပြဿနာဘောဂပြဿနာရောဂပြဿနာကနေလို့ဒိဋ္ဌိပြဿနာတဲ့နော်တရားဓမ္မကောင်းတွေကိုကြင့်ကြံအားထုတ်ရမှန်းမသိဘူးကြင့်ကြံအားထုတ်ရမှာဆိုဟို MND ကတတ်နေတယ်မင်းပြောပါမဟုတ်ဘူးလူသားဆန်တဲ့အဘိဓမ္မာတရားတွေမရှိတော့ဘူးအဲ့ဒီကောင်တဲ့လားအဲ့လိုဖြစ်တာတဲ့ဒိဋ္ဌိပြဿနာအဲ့ဒီလိုဒိဋ္ဌိပြဿနာကြီးထွားလာရင်သီလပြဿနာမရှိတော့ဘူးတဲ့စောက်ထင်းရမယ်ကျင့်ဝတ်အတ္တတွေ rule တွေ regulation တွေမရှိတော့ဘူးတဲ့နောက်ဆုံးမအေကိုတားတတ်အဖေကိုဟိုတားတတ်အဖေကတားကိုပြန်တတ်တငယ်ချင်းတွေမြှောက်ပေးပြီးတော့မောင်နှမတွေကိုပြန်တတ်ပြီးတော့အိမ်တွင်းချင်းဓမြတိုက်အကုန်အဲ့လိုဖြစ်ကုန်တာတဲ့တီလာပြဿနာမရှိတော့ဘူးတဲ့ဒါကြောင့်မြန်မာနိုင်ငံကဆွေမျိုးညာတိများပျက်စီးခြင်းဒုတိယကစီးပွားပျက်စီးခြင်းတတိယကယောဂဗျထူပြောခြင်းစတုထကအမှားအမှန်မသိတဲ့ဒိဋ္ဌိအယူဝါဒလွှမ်းမိုးခြင်းပြင်စမကစောက်ထိန်ရမယ့်ကျင့်ဝတ်တွေကိုမစောက်ထိန်နိုင်တော့တဲ့အခြေအနေရောက်နေပါကြောင်းဗုဒ္ဓမြတ်စွာဘုရားဝေတာလီကိစ္စညီတော်အနန္ဒာသွားပြီးတော့ဆောင်ရွက်နေတဲ့အချိန်မှာဇေဒဝမှာရှောက်တော့ဤယဟန်ဤမေခွန်းကိုဤတို့ဖြေခဲ့ပါကြောင်းကျွန်တော်ကိုရှယ်လေးတင်ပြလိုက်ရပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကိုရှယ်လေးပါချစ်တယ်ပြန်လာမယ်အားလုံးနဲ့တွေ့မယ်ယာဒူးမယူလှုပ်ပေးနိုင်တာလှုပ်ပေးမယ်ကျေနပ်လားဗျာ